哦，什么事呀？事情嘛，就来把那边喽。哎，明个啦吧？ခမရတို့နဲ့ကျွန်တော်အခုလိုတွေ့ဆုံတော့လေနည်းနည်းတော့မေးလို့ရမလားဗျာလို့မေးပါလို့မေးလို့ရပါတယ်လို့ကျွန်တော်တို့သိတာအကုန်ပြောပြပါမယ်လို့ဒီလိုပါကျွန်တော်မေးချင်တာကလေအခု online မှာလေတင်းကနေပြီးတော့တိုင်းတစ်ပါးမှာထွက်ပြီးအလုပ်လုပ်နေရတဲ့လူတွေကိုလေပြောဆိုထားတာလေးရှိတယ်ဒီတော့ခမရတို့အခုလိုသူများနိုင်ငံမှာအလုပ်လုပ်နေတဲ့လူတွေအနေနဲ့ဘာများပြောချင်လဲဗျာလို့ဒီကိစ္စကဒီလိုရှိပါတယ်လို့ကျွန်တော်တို့တိုင်းတစ်ပါးကိုထွက်ပြီးအလုပ်လုပ်နေတယ်ဆိုတာတဦးတယောက်တည်းမဟုတ်ပါဘူးလို့မြန်မာနိုင်ငံကနေထွက်ပြီးအလုပ်လုပ်နေတာဆိုရင်အများကြီးပါလို့အများကြီးပါလို့သူတို့တွေလည်းပြန်ပြောကြမှာပါလို့ကျွန်တော်လည်းကြည့်ရပါတယ်လို့ကျွန်တော်လည်းတင်းကိုပြောချင်ပါတယ်လို့ကိုချွေးနေစာနဲ့ကိုလှုပ်ပြီးကိုအဖေအမေကိုမိသားစုအတွက်ကိုလှုပ်နေတာကိုဟာကိုမိုးအေးနဲ့ထမင်းကျော်စားပြီးနေပါလို့အဲ့လိုလေးပဲမှားချင်ပါတယ်ကျွန်တော်ကမိကောင်းဖခင်သားသမီးမို့အဲ့လိုလေးပဲပြောချင်တာပါဟုတ်ကဲ့ကျေးဇူးပါဗျာလို့ဒါနဲ့ဟိုဘက်ကလူတယောက်ကိုလည်းကျွန်တော်နည်းနည်းမေးချင်ပါတယ်ခမမြန်မာနိုင်ငံဘယ်နေကလာပြီးအလုပ်လုပ်ပါတယ်လေဗျာလို့ဟာဒီဂလာနော်ဟာဒီဂလာဂါလေးမျိုးမနေရနော်ဟာဒီဂလာကဟာဒီဘောရဘာသာနော်ဂလာရဟုတ်တယ်နော်ဟာဒီဂလာကဘောရဘာသာအဲ့ဒီကနေပြီးတော့ဟာဒီဂလာတငယ်ချင်းနဲ့ဒီကိုလာတော့နော်ခမရဒီကိုလာတော့တလားကိုဘယ်လောက်ရတယ်လဲဗျာလို့ဟာဒီကာလာတော့ပါစံမများဘူးနော်ဟာဒီကာလာကပါစံကိုမကြည့်ဘူးနော်ဟာဒီကာလာပြောတယ်နော်ဟာဒီကာလာတရနဲ့နေတယ်နော်ဟာဒီကာလာအာယံပြောတယ်နော်ပါစံကိုမကြည့်ဘူးပါစံကမများဘူးနော်1800ပဲရတယ်နော်1800ရတယ်နော်1800မြန်မာငွေနဲ့3,600,000ပဲရတယ်နော်ဟာဒီရပြီကာလာပြောတယ်ဒီလောက်ဆိုတော့ပြီကျွန်တော်မေးတာကိုဖြေပြတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာလို့ဒါနဲ့ဒီဘက်ကရောင်ရင်ကြီးကရောဘယ်ကလာတာလဲဗျာလို့ဝါလားဝါကိုကမှနေလေကိုကမှနေလေကိုကမှစစ်ဖြစ်တယ်လေမနေရတော့ဒီဘက်လာခဲ့တယ်လေဒီဘက်လာတယ်ခမရဒီဘက်ကိုလာတော့အဆင်ပြေသလားမပြေဘူးလားလေးတစ်ချက်ပြောပြပေးပါဗျာလို့ပြောလေလေတီမပြောလေလေဟိုမှာဆိုတနတ်တွေကန်ရမယ်ပြင်ပြရမယ်လေဒီမှာဤလို့လေပြီးဆိုင်ရလေပြောလေလေတီလာတန်မကြားရဘူးလေပြောလေခမရတို့ဒီမှာနေတဲ့လူတွေအကုန်လုံးပြောနေတဲ့လူတွေကြီးပါဗျာလို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ကျွန်တော်တို့လည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်မှာတာကိုမမေ့ပါနဲ့လို့တင်းကိုလည်းပြောပြပေးလိုက်ပါအောင်လို့ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဘိုင်